GIS certificate ပါဝင်တဲ့မိုးကုတ်တဘာဝတွင်းတွက်ဗရန်များလယ်သွေးကြီးကိုလေလံကျန်းကင်းစင်သိန်းပေါင်း9500သတ်မှတ်ထားပါတယ်လေလံဆွဲမဲ့သူတွေကတစ်ချိန်ကို3500ပို့ပေးနိုင်ပြီးတော့ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူကလေလံအောင်မှာဖြစ်ပါတယ်ကဲစပါပြီသိန်း8000ပေးထားပါတယ်ခင်ဗျာသိန်း8000ထက်ပို့ပေးနိုင်တဲ့သူရှိပါသလားသိန်း8500ပေးထားပါတယ်8500ထက်ပို့ပေးနိုင်တဲ့သူရှိပါသလားသိန်း9000ပေးထားပါတယ်ခင်ဗျာသိန်း9000ထက်ပို့ပေးနိုင်တဲ့သူရှိပါသလားသိန်း9500ပေးထားပါတယ်သိန်း9500ထက်ပို့ပေးနိုင်တဲ့သူရှိပါသလားသိန်း9500တစ်ကြိမ်သိန်း9500နှစ်ကြိမ် Excuse me သိန်း1000ပေးထားပါတယ်ခင်ဗျာကျွန်တော်ဒေါက်တာဟမ်မေရဲ့ဗရန်ညာလယ်ဆွဲကြီးကိုသိန်း1000နဲ့လေလံအောင်မြင်သွားပါပြီခင်ဗျာ သူကဘယ်လိုပြန်ရောက်လာတော့နိုင်ငံခြားမှာပြီးနေတော့မှာဆို နိုင်ငံခြားမှာတအားချမ်းသာတာပါဆိုဘာကိစ္စပြန်လာ ဟဲ့လာနေ Hello long time no see all my friends I miss you so much Mwah. Mwah. တော့တကယ်ကျနိုင်ငံခြားမှာတစ်သက်လုံးအခြေချတော့မှာဆိုအဲ့ဒါဘယ်လိုပြန်လာ ဟိုမှာငါမကြွားလို့လေငါကြွားတာကိုနားမလဲကြအောင် အင်္ဂလိပ်လိုကြွားလေဟဲ့ အင်္ဂလိပ်လိုမကြွားချင်ငါမြန်မာလူကြီးကိုကြွားချင်တာ နေအင်္ဂလိပ်စာသင်တော့နေကိုဂျွာနီထဲမသင်ပေးလိုက်ဘူး တကယ်ချက်လေတိတ်ရရတာပဲရေးစရာမပြောနဲ့ဒီမဲ့အိမ်လာလဲဦးနော်အခုအိမ်ဆောက်ထားရင်အိမ်ကတော့မပြီးသေးဘူးခုလောလောဆယ်တော့ 5 star hotel တစ်ခုလုံးအပြည့်ငှားပြီးနေနေတယ် ဘာလို့ပြန်မှာ အခုမှရောက်တာလေ ဘယ်တော့ထောင်နေအောင်မလဲလို့ အော်မပြည့်ပြည့်တော့ပါဘူးဟာအမေရိကမှာလည်းငါနေရကြာလာပြီဆိုတော့လေဒီမြန်မာနိုင်ငံမှာပဲတစ်မြို့တစ်အိမ်ဆောက်ထားတယ်ဘယ်မြို့နေနေရောက်ရင်ဝင်ခဲ့ငါအိမ်ကြီးရှိတယ်ဟုတ်ပြီလားငါသွားလိုက်အောင်မယ် kiss me ညတို့တင်ချဖြေထားတဲ့အမှတ်စင်းလေးလေးစတဲ့အောင်နဲ့ပြောလိုက်တာနေရ ငါ41 နေရဘာကိစ္စတမညာ တမလမပုံများတာလေဘာများမှလို့လဲ ဟဲ့နေရ ငါ42 နေရဘာကိစ္စတမညာနေတော့ဘာလို့တူဖြေတာ ကဲဆန်ဟိုတော့ကနေမှာဟဲ့ ဟာစင်ငိုးနေကြောက်သွားပြီတငယ်ချင်းဆောင်မွေးကြလားတငယ်ချင်းမွေးကြဘူးတော့စိတ်ကိုလျှော့တာ ကိုစကူမတဲ့ ကိုစကူမကိုဘာလို့ငိုနေတော့ ဟိုမှာပေါ့ဟာတနိုင်ငံလုံးမှာ top 10ဆိုရင်ပြေးကျင်ငါတို့အမျိုးတွေကြီးပဲအခုငါကိုစကူမတဲ့လားငါအမျိုးတွေငါဘယ်လိုရင်ဆိုင်ရမှာလဲ ငါနေကို40ကွက်တီမလို့ဟဲ့ဒီလိုနာတမလို့ရှူရလားမရှိလို့ရရှိပြလိုက်တမ ပေးလို့ရလားခဏလေးလိုက်ချင်လို့အဲ့ဘယ်လိုပေးလို့ရမှာရောအဲ့လိုမျိုးစိတ်တော်နေရနော် လိုက်တော့ငိုးအိမ်လေအိမ်ဖဲအဲ့တော့မဟာဘူး ရေလည်းမချိုးရသေးဘူး မော်လည်းတူပဲလေအိမ်နေအိမ်ကြီးနဲ့မုံချွေးဖို့ခေါ်နေရဟာညနေတော့ဆောက်လိုက်တော့သူလည်းဘာမှမလဲတော့အိမ်နေနဲ့လာပါ တကယ်ချင်းတော့ဘာဆောင်ရလဲ သူကတော့မျိုးစိုးပြန် ဆောင်းဆက်ဘာတလဲလာပါထိုင်မအောင်လာ နေ ပါ ပြောတော့အိမ်နေဝတ်စုံနဲ့ဆို တယ်လေဒါကအင်းနေဝတ်ဆောင်တယ်လေဘာဖြစ်လို့လဲ စိတ်ဆွဲကြိုးတွေကပါသေးတယ် ဟောဒါအင်းနေစိတ်ဆဲကြိုးလေဒေါက်တာဟမ်မိတ်ကမမေဝယ်ပေးထားတာသူကမိုးရင်စုရကဲလာပါထိုင်ပါဟဲ့ရောက်လာမှာတော့လာထိုင်လိုက်တော့ကဲတကယ်ချင်းတော့ဘာဆောင်မလဲငါအားလုံးချင်းမယ်ကဲဘာမှမလဲဩငါနင်တို့တော့ငါမှာပြီးမယ်โอเคခဏဆောင် ဆိုင်ရှာချိုးလေးပြောတော့ရေတော့ငါတေး ရေလည်းလုံးနေကြနေကြ 刚说完的开始，你干嘛一个冇马太咯，chocolate 呢？妈然后我送你看看伊，啊你都不得马他的，啊天马他没都，冇，马上话嘞，我真的妈那 strawberry 马来没咯？呀，这个地方呢？ ဗျာ ဒါလေးရွာမလားဒါလေးရွာမလား မင်းချိုက်တာယူတယ်လေ မင်းကငါကုလုံးကြိုက်တာ နှစ်ခုလုံးလောက်ယူနေကွာအရင်ကပဲမင်းချိုက်တယ်ဆိုလို့ရွှေလုံးကတစ်စက်ကိုဝယ်ထားပြီးပြီလေဒီခါတော့တစ်စက်ပဲယူလိုက်နော် အမ Hello friend， အောက်ဟာ ဟ
မျိုးသားလေး ဟဲ့မင်္ဂလာဆောင်တော့မသိလိုက်ရပါလား တမင်မဖိတ်တာဟမ်မဟုတ်ဘူးနေနိုင်ငံခြားရောက်နေဆိုလို့မဖိတ်မိရနော် အမျိုးသားချောသားပဲ ကျေးဇူးအဲ့နေရောအင်းတော့မပြုတ်သေးဘူးလား single is the best တယောက်တည်းတော့ပါမယ်လေမဟုတ်ရင်ကိုလူချင်တာတွေကိုခွင့်တောင်းပြီးတော့ဝယ်ခိုင်းနေရမှာဆိုလို့ လက်ဆက်လုံးယူမယ်စိုက်တာတွေ့ရင်နောက်တစ်ထပ်ယူမယ် ဟုတ်ကဲ့ပါခင်ဗျာ ဟဲ့ဒီဘေးကလေးကြိုက်လိုက်တာအမကိုဈေးလေးတွက်ပြပါဦး အဲ့ဒါငါဝယ်ပြီးသားဖြစ်သွားပြီပြောလိုက်လေ so I will love ဟုတ်တယ်ခင်ဗျာဒီမှယူထားပြီးသွားပြီ ငါဒီဒေါက်တာဟမ်မိတ်ကရေးနိုင်ဆိုတိတ်ကြိုက်တာလေအဲ့တော့ကိုကြိုက်ရင်ကြိုက်တယ်လို့ဈေးမမေးပဲနဲ့ပြစ်ဝဲပြစ်လိုက်တာနေလဲငါလို့ဈေးမမေးပဲနဲ့ဝယ်နိုင်တဲ့ထိချင်းတာပါစီလို့ငါစုမကောင်းတောင်းပြလိုက်ပါရဲ့ဟာတက်တာလေးကြိတ်တယ် တက်တက်တော်လေးနဲ့မှလိုက်တာလေ ကိုကိုကြိုက်တာယူရမှာလားတဲတဲကြိုက်တာယူရမှာ ဟောမဟုတ်ပါဘူးဒါဆိုလို့ရှိရင်တက်တက်ကြိုက်တာရောကိုကိုကြိုက်တာရောအကုန်လုံးယူစီ ဟာစိတ်နဲ့တာဟဲ့ကိုနဲ့တဲတဲတယ် အဲ့တင်းရကြလေ မဖြစ်နိုင်တာကောင်းလေးရပြန်ချောနေအောင်အကျွေးနဲ့တင်းလာတလားထင်ရ တယောက်ကြပိုးတော့ချမ်းသာပြေဘတ်တာဟမ်မိတ်က3000နဲ့ဗဒများဆက်နှစ်ခိုင်စုတင်တောင်းတာမကြားလိုက်ဘူးလားနေ ကောင်းလိုက်တာဟဲ့ချောလိုက်တာ အဲ့ဒူဘိုင်းနာမည်ကြီးမင်းသားလေးမှာ ဟိုး မင်္ဂလာပါဗျဟာဘီဘီ ပြီးပြီတဲ့ ဟုတ်ဒါဒူဘိုင်းနှုတ်ဆက်နေ အော် ဒူဘိုင်းနှုတ်ဆက်တာကျွန်တော် အော်မိဒီကမှပဲနေမှာအများတော့လေဒူဘိုင်းဘက်ကိုတိတ်မရောက်ပြီးတော့ကျတော့တိတ်မရင်းနေပြီတော့ ဟုတ် ဒီဒေါက်တာဟမ်မိတ်ကဈေးအကြီးဆုံးရေတနာတွေကိုအကုန်ထောက်အကုန်လုံးရှိတယ် ဝေးမဲ yes တဲရန်ကြိုက်တယ်ဒေါက်တာဟမ်မိတ်ကကြီးရိုင်းစိတ်9ရက်လေးလက်စွပ်ကိုလက်ထပ်ပြီးတောင်းပြ yes passport လက်ခံမှာ yes passport သူကသူစီစဉ်ပြီးတော့ surprise တယ်ရီကျင်းတာဘာလို့ surprise လဲကောင်းဖြူဝတ်ကြရအတိတာနေအောင် ကျွန်တော်ဒေါက်တာဟန်မစ်ကနေတိမ်ပေါင်းတောင်းချီပြီးအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်မှာမတို့တကယ်ချင်းနေကအရန်ကန်ကောင်းကြရနော်အရန်လည်းချမ်းသာကြရ အဲ့ဒီမှာအမအချမ်းသာဆုံးလေ အားဟုတ်မှာပေါ့အခြေလည်းကန်ကောင်းကြရနော်အမအခြေရဘယ်တော့လဲ စက်ပြီဆိုတော့လာမယ် ဟုတ်ကဲ့အမခဏလေးဟုတ်ရှေ့ပတ်ထဲလေကျွန်တော်မင်္ဂလာဆောင်ရှိလို့အမဆက်ချင်းမြပေးပါအောင်လို့ ဟယ်လိုတဲလေးကိုကားမောင်းတော့မှမလို့လေပြီးမှပြန်ခေါ်လိုက်မယ်နော် Hello ချီမြတ်ကြောင်လေးအဖို့မင်းငါတယောက်တည်းတကမတေးလည်းမကွေးဘူးမင်္ဂလာပါရှင်ဒေါက်တာဟမ်မိတ်ဂျင်းဆမ်ဂျူဝယ်လရီရှိုးရုံးအသက်ကြီးကို26လမ်းခွန်လေးခွန်5ကြားတွင်ဖွင့်လှစ်ထားပြီးတော့ဆိုင်သစ်ဖွင့်ပွဲကြီးကို20ရက်3လ2026တွင်နိုင်ငံကျော်အမှုပညာရှင်များစွာဖြင့်ခမ်းနားကြီးကျယ်စွာဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနဲ့20ရက်21ရက်22ရက်3ရက်တိုင်အထူးဈေးနှုန်းများဖြင့်ရင်ခုန်စိတ်လှုပ်ရှားပွဲရာအစီအစဉ်များဖြင့်ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်းသတင်းကောင်းပါအပ်ပါတယ်ရှင်